အဓိကတော့လေဒီအပြိုလေးတွေပေါ့နော်အပြိုလေးဆိုစိတ်ဖိစီးမှုအရန်များတာတချို့ဆိုအထိုင်အရန်များတာပြီးလို့ရှိရင်အိပ်အရန်ပြတ်တာအခုခေတ်အစားတောက်တွေကြောင့်ပါတယ်ပေါ့နော်ကိုလေးချိန်နဲလွန်းတာလို့ကိုလေးချိန်များလွန်းတာလို့ဒါမှမဟုတ်အိပ်အရန်ပြတ်တာလို့အဲ့လိုမျိုးဆိုလို့ရှိရင်လေ तू ကဒီအိပ်အရန်ပြတ်တဲ့လူတွေဆိုလို့ရှိရင်တော့ तू ကဒီခန္ဓာကိုယ်ရင်းမှာပေါ့နော်မလိုအပ်တဲ့ဟော်မုန်းကအများကြီးထုတ်ပြီးတော့မှ तू ဟော်မုန်းတွေချင်းချက်ဖြစ်ပြီးတော့မှဒီတိမ်တွင်းရဟော်မုန်းတွေကပေါ့နော်အလုံးမလုံးနိုင်မယ်နဲ့ကပောက်ကမတွေဖြစ်ပြီးတော့မှဟိုရာသီမှန်တော့တာတွေဖြစ်တတ်တယ်ပေါ့နော်အဓိကကိုလေးချိန်အရန်ထိုးကြပါလားတို့အရန်ထိုးတက်လာတာတို့တချို့တွေဆိုလို့ရှိရင်စိတ်ဖိစီးမှုအရန်များတာတို့အဲ့ဒီအကြောင်းအရာတွေကြောင့်ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဟော်မုန်းညီဖို့ဆိုလို့ရှိရင်ကကြတော့ကိုကအစားအသောက်အနေထိုင်လဲယူဆိုင်ဖို့လိုအပ်တယ်ပြီးလို့ရှိရင်တကယ်လို့သွေးအားနည်းနေရပါညာဆိုလို့ရှိရင်လည်းတနက်အားဆေးတွေစားပေးဖို့လိုအပ်တယ်ပေါ့နော်တကယ်လို့ဟော်မုန်းမညီမျှတာဟော်မုန်းအားကောင်းချင်နေဆိုလို့ရှိရင်တော့ဒီ play သူစားပေးလို့ကတော့ရတယ်ညီမလေးနော် तू ကခက်ခဲတော့မဟုတ်ဘူးမနက်ကို2ဆွန်ညကို2ဆွန်စားပေးရုံပဲပေါ့နော်